ကိုထားတဲ့စိတ်တွေအတိုင်းဘဝတွေပြဋ္ဌာန်းကြတယ်စိတ်ကိုဖြူအောင်ထားဖို့မြတ်စွာဘုရားဟောတယ်ဖြူအောင်ထားပါစိတ်ကိုဖြူအောင်ထားတယ်ဆိုတဲ့နေရာမှာမနာလိုစိတ်မရှိနဲ့မနာလိုစိတ်တွေငရဲကြတတ်တယ်မနာလိုစိတ်တွေများတဲ့အတွက်ဖြစ်လျာဘဝမှာဆင်းရဲတတ်တယ်မုဒိတာတရားကိုပွားရတယ်သူတစ်ပါးအောင်မြင်တာတွေကိုဝမ်းသာပေးနိုင်ရတယ်အဲ့ဒါမြတ်သောစိတ်ပဲမုဒိတာတရားများများပွားတဲ့သူတွေဟာသိရင်နှက်ပြည်ရောက်တယ်လူဖြစ်ရင်လည်းချမ်းသာတယ်နောက်စိတ်ကတနာခြင်းနဲ့ရှင်ပြီးတော့နေပါအဲ့ဒါမော်မြတ်တဲ့စိတ်မတနာပဲနဲ့ရက်ဆက်တတ်တဲ့စိတ်ကြမ်းကြုတ်တဲ့စိတ်သူတစ်ပါးကိုလက်နဲ့ဒုက္ခဲအစရှိသည်ဖြင့်တတ်နှိပ်စက်ကလူလောက်တဲ့သူမျိုးတွေသိရင်အပေကြတတ်တဲ့လူဖြစ်ရင်အနာရောဂါများတယ်သူတစ်ပါးကိုညှင်းဆဲလို့စိတ်မရှိဘူးသူတစ်ပါးအပေါ်မှာတနာညတာမှုရှိတယ်ကောင်းကျိုးလိုလားတဲ့စိတ်ပဲရှိတဲ့သူတွေဟာသိရင်နဲ့ပြည်ရောက်တယ်ပြီးတော့ဖြစ်လျာဘဝမှာအနာရောဂါကင်းတယ်လူဖြစ်ရင်လည်းအနာရောဂါကင်းတဲ့သူဖြစ်ရတယ်အနာရောဂါများတဲ့သူတွေဆိုတာအတိတ်ဘဝတွေတုန်းကသူတစ်ပါးတွေကိုတိရစ္ဆာန်လေးတွေကိုနှိပ်စက်ညှင်းဆဲခဲ့လို့နောက်သူများအသက်ကိုလွယ်လွယ်တတ်တတ်တဲ့ပုဂ္ဂိုလ်များကြမ်းကြုတ်ရက်ဆက်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်များငရဲကြတတ်တဲ့လူဖြင့်အသက်တိုးတတ်တယ်တတ္တဝါလေးတွေအပေါ်မှာတပ်ဖြတ်လို့စိတ်မရှိဘူးဘာနာတိပါဒကံလုံတဲ့ပုဂ္ဂိုလ်များသိရင်နှက်ပြည်ရောက်တယ်ပြီးတော့လူဖြစ်လို့ရှင်လည်းအသက်ရှိတယ်အဲ့ဒီလိုနဲ့ကောင်းတဲ့စိတ်ထားတဲ့အခါမှာကောင်းကျိုးတွေရကြတာအခုဘဝမှာစိတ်ယုံမှတွေမွေးမိရင်ကိုပေးတာတွေပြန်ရတတ်တယ်သူတစ်ပါးပေါ်မှာမေတ္တာမထားနိုင်တဲ့အခါဖြစ်လျာဘဝမှာကိုကအနှိမ့်ဘက်ကိုရောက်သွားတယ်ယိုသေးမှုကာရဝမရှိပဲမာနကြီးနေတဲ့ပုဂ္ဂိုလ်တွေဒီဘဝမှာသူတစ်ပါးကိုနိုင်ထက်ကလူပြုစော်ကားမော်ကားလုပ်ကာရဝတရားလုံးဝမရှိတဲ့ပုဂ္ဂိုလ်တွေသိရင်အပေကြတတ်တယ်လူဖြစ်လို့ချင်းအမျိုးယုံမှဖြစ်တတ်တယ်ယိုသေးမှုကာရဝတရားရှိတဲ့ပုဂ္ဂိုလ်တွေလေးစားတတ်တဲ့ပုဂ္ဂိုလ်တွေအယိုသေးပေးတဲ့သူကိုအယိုသေးပေးတတ်တဲ့ပုဂ္ဂိုလ်တွေမိမိကိုယ်ကိုနှိမ်ချပြီးတော့မာနမရှိတဲ့ပုဂ္ဂိုလ်တွေသိရင်နဲ့ပြည်ရောက်တတ်တယ်ပြီးရင်လူဖြစ်လို့ရှိရင်လည်းပဲအမျိုးမြတ်တာမှဖြစ်တယ်ဒီဘဝမှာအတိတ်ကံအဟောင်းကိုစားပြီးတော့ကောင်းတာလေးတွေကြုံနေလို့မန်မတက်နဲ့ကိုဒီဘဝမှာရုပ်လှနေပေမဲ့ဒီဘဝမှာ